ဓမ္မတွေဟာဘယ်တော့မှအားလက်ချိန်မရှိဘူးဒီအလုံးမဟုတ်ရင်အဲ့ဒီအလုံးလုံးနေရတတ်ပြီးမိုးရွာတဲ့နေ့တွေမှာသာအိမ်မှာနည်းနည်းနားယူချိန်ရနိုင်တယ်ရာသီကာလကြော်ပြီးတဲ့နောက်မှာကျွန်တော်တို့ဒီဘက်မှာမျိုးစေ့တွေကိုမျိုးပြီးသားဖြစ်သွားပြီးကြက်ဘဲတွေကိုလည်းလွတ်ပြီးထားပြီးအခုဆိုရင်လယ်တွေကိုအမြန်တန့်ရှင်းစေရမယ်ဖျက်ရမယ်မြက်တွေကိုလည်းအကုန်ဖျက်ပြီးစီးအောင်လုပ်ရမယ်ဒီလိုတောင်ဆောင်ပေါ်ကမြက်တွေကမြေပြင်မညီတာကြောင့်လဲနဲ့တူးဖို့မလွယ်ဘူးဒါကြောင့်လယ်သမားတွေဟာခါမောင်းနဲ့ပဲဖျက်ရတာဖြစ်တယ်အလုတ်စူးစမ်းရုံးကန်နေသောမိန်းကလေး၏ခိုင်မာသောစိတ်ဓာတ်နှင့်သူမအားကိုးရသောကြွဲကြီးအခန်းကဏ္ဍကိုအသက်ဝင်စွာပုံဖော်ပြီးစိတ်ခံစားမှုမိန်းကလေးတစ်ယောက်အနေဖြင့်ခက်ခဲသည့်လေယာလုံးများကိုလှုပ်ဆောင်နေရခြင်းပေါ်ဂုဏ်ယူမှုပီတီနှင့်တာဝန်ယူမှုတို့ကိုစိတ်ခံစားမှုနဲ့ဆိုင်စွာထည့်သွင်းဖော်ပြမည်ညီကုန်းကျေးလက်ဒေသ၏တဘာဝအလှတရားနှင့်လူတို့၏အလုတ်စူးစမ်းမှုတို့၏တန်ဖိုးကိုဖော်ထုတ်ပြသရန်အတိပ္ပယ်ရှိစွာအဆုံးသတ်မည်